ကျမနဲ့အမတော်ဖြစ်သူဒီကျဲတို့မွေးဖွားလာတဲ့နေ့မှာထူးထူးခြားခြားကောင်းကင်ယံမှာနေနှစင်းထွက်ပေါ်လာခဲ့ပါတယ်။နောက်ခဏမှာပဲအဲ့ဒီနေနှစင်းဟာကျမတို့အိမ်စီကိုတပြိုင်နက်တည်းအရှိန်ဟုန်နဲ့ပြေးဝင်လာခဲ့တာပါ။အဲ့ဒီနောက်မှာတော့အမတော်ဒီကျဲမေရဲ့သတင်းပေါက်ကနေအမဲရောင်ကြီးကန်းထောင်ပေါင်းများစွာရုတ်တရက်အုံကနေပြန်ထွက်လာခဲ့ပြီးသူတို့ပါဇက်ထဲမှာလည်းအမဲရောင်မြူကိုတွေပါလာကြတယ်။အဲ့ဒီမြူကိုတွေကမီးလုံးကြီးတစ်လုံးအဖြစ်ပြောင်းလဲသွားပြီးအမတော်အမေရဲ့ဝမ်းမိုက်ထဲကိုတန်းတန်းမမတ်ဝင်သွားခဲ့တာကြောင့်အမတော်ရဲ့အမေဟာကြောက်လန့်တကြားနဲ့အော်ဟစ်ငိုယိုပါတော့တယ်။အချိန်ထဲမှာပဲအိမ်ရဲ့နောက်ဖေးဝေးလံတဲ့နေရာမှာနေထိုင်ရတဲ့ကျမအမေစီကိုတော့လက်ထဲမှာနေမင်းကြီးကိုစုပ်ကင်ထားတဲ့မိန်းကလေးတစ်ယောက်လမ်းလျှောက်ဝင်လာခဲ့ပါတယ်။ကျမအမေကအဲ့ဒီကလေးမလေးလက်တွေအပူလောင်မှဆိုလို့နေမင်းကြီးကိုလှမ်းယူပေးဖို့လုပ်ပေမဲ့အဲ့ဒီမိန်းကလေးကဒါဟာမြင့်မြတ်တဲ့အရာဖြစ်လို့ထိတွေ့လို့မရဘူးလို့ဆိုပြီးကျမအမေရဲ့ခန္ဓာကိုယ်ထဲကိုပေါင်းစည်းဝင်ရောက်သွားခဲ့ပါတယ်။အဲ့ဒီညမှာပဲကျမအမေနဲ့အမတော်အမေတို့ဟာသမီးတစ်ယောက်စီကိုတပြိုင်နက်တည်းမွေးဖွားခဲ့ကြပါတယ်။နန်းတော်တစ်ခုလုံးကလေးငိုတန်တွေဖုံးလွှမ်းသွားခဲ့တာပေါ့။အဲ့ဒီအချိန်မှာနန်းတွင်းပေရင်ဆရာကဒီကလေးနှစ်ယောက်ထဲကတယောက်ဟာအရန်ကိုကံမြင့်မာပြီးနန်းတော်ရဲ့စီပင်ဝပြောမှုကိုကာကွယ်ပေးနိုင်မဲ့သူဖြစ်ပေမဲ့ကျန်တယောက်ကတော့ကံကြမ္မာဆိုးတွေကိုတဲဆောင်လာမဲ့နမိတ်မရှိတဲ့ကျေဆိုးလေးဖြစ်တယ်လို့ဟောကိန်းထုတ်ခဲ့ပါတယ်။ကျမဖေကတော့ကြီးမြတ်တဲ့ဇနီးတွေကိုပဲပိုချစ်တာကြောင့်သူမမွေးတဲ့သမီးလေးကိုပဲလက်ဖွားပေါ်ကပရမများလေးလိုဖိုးတန်တဲ့သမီးကြီးအဖြစ်သတ်မှတ်ခဲ့ပါတယ်။သူမကိုရှန်လင်ရွေလို့အမည်ပေးခဲ့ပြီးရှန်မျိုးရိုးရဲ့ဂုဏ်ဓာတ်တွေအကောင်းဆုံးအစားတောက်နဲ့အဝတ်အထည်တွေကိုစံစားစေခဲ့ပါတယ်။ကျမမေကတော့ကျမကိုမွေးပြီးတာနဲ့ဆုံးပါသွားခဲ့တာကြောင့်ကျမဟာတဘာဝအတိုင်းပဲဘရင်ဆရာပြောတဲ့နမိတ်မရှိတဲ့ကျေဆိုးလေးဖြစ်လာခဲ့ရတာပေါ့။နာမည်ကောင်းကောင်းတောင်မရှိခဲ့သလိုငငယ်လေးကလေးကလူတိုင်းကမွေနဲ့ကင်းမီကောက်ကိုမြင်သလိုရှောင်ဖယ်ကြတဲ့အိမ်တော်ရဲ့နှိမ်ခံသမီးငယ်လေးဖြစ်ခဲ့ရပါတယ်။ကျမဟာအစီကံတွေဝစ်ပြီးသားအဝိဟောင်းတွေကိုဝစ်သူများစားခြင်းစားကြံအေးဆက်ဆက်ထမင်းတွေကိုစားပြီးရိုးရင်းပျက်စီးနေတဲ့အဆောင်လေးမှာခက်ခက်ခဲခဲကြီးပြင်းလာခဲ့ရတာပါမိထွေးကလည်းကျမကိုမျက်မှောင်ကုတ်ကြည့်သလိုအမတော်ဒီကျဲကလည်းအခွင့်သာရင်တာသလိုရိုက်နှက်နှိပ်စက်ခဲ့ပါတယ်အိမ်တော်ကအစီကံတွေကတော့ကျမကိုနှိမ်ကြတာပါဒီလိုအိမ်တော်မျိုးမှာဘသူ့ကိုမှအားကိုးလို့မရဘူးငွေရှိမှသာကိုယ့်အသက်ကိုကယ်နိုင်မယ်ဆိုတာကျမသိလို့နှစ်ပေါင်းများစွာအတွင်းသူများတွေဆုလက်အဖြစ်ပေးတဲ့ငွေစလေးတွေကိုစုဆောင်းပြီးခြံထဲကမတ်မွန်ပင်အောက်မှာတိတ်တိတ်လေးမြုပ်ထားခဲ့ပါတယ်တပြားတော်မတုံးရဲပဲတနေ့နေ့မှာဒီငရဲရင်းကနေလွတ်မြောက်ဖို့ပဲမျှော်လင့်နေခဲ့တာပါဒါပေမဲ့လွတ်မြောက်မဲ့အခွင့်အရေးထက်အိမ်တော်အတွက်ကပ်ပေးကြီးကအရင်ရောက်လာခဲ့ပါတယ်ရှမ်းမီသားစုရဲ့အိမ်တော်ကိုတင်းစီခံရတာကအရန်ရုပ်တရက်ဆန်လုံးလို့ဘယ်သူမှပြင်ဆင်ချိန်မရလိုက်ပါဘူးအဖွားဖြစ်သူကအဖေနဲ့အကိုတွေအဖမ်းခံရတာကိုမြင်ပြီးလမ်းဖြတ်ပြီးမိလဲသွားခဲ့တယ်လို့မိထွေးကလည်းရင်ကွဲမတက်ငွေယိုနေပေမဲ့စစ်တီတွေကတော့အိမ်တော်တွေကပစ္စည်းတွေကိုတစ်တာလိုက်တဲထုတ်သွားကြတာကိုမတားနိုင်ခဲ့ပါဘူးမတော်ဒီကျဲကတော့မမနာပြည့်နဲ့ရင်ကော့ရက်နေပေမဲ့ကျမကတော့မတ်မွန်ပင်အောက်မှာမြုပ်ထားတဲ့ငွေတွေကိုပဲစိတ်ပူနေခဲ့တာပါအဲ့ဒီလိုနဲ့15နှစ်ကြာနေထိုင်ခဲ့တဲ့အိမ်တော်ကနေကျမနဲ့အဖွားတို့တစုအနှင်ထုတ်ခံလိုက်ရပါတယ်အိမ်တော်ကအစီကံတွေလည်းအကုန်ထွက်ပြေးကုန်ကြပြီးကျမတို့မိသားစု၄ယောက်ပဲအဝတ်ထုတ်တထုပ်စီနဲ့အိမ်တော်တကားရှိမှာဘာလို့ရမှန်းမသိရက်နေခဲ့ကြပါတယ်စစ်တေတွေကဘယ်ငွေစနဲ့ရတနာမှယူခွင့်မပေးတာကြောင့်အဝတ်ထုတ်ထဲမှာတာမန်အဝတ်အစားအနည်းငယ်ပဲပါပါတယ်မိုးကလည်းချုပ်တော့မယ်တဲခိုစရာနေရာလည်းမရှိဘူးအေးဆက်တဲ့လေတွေတိုက်ခတ်လာတော့ကျမတုံရီလာမိပါတယ်အဲ့ဒီအချိန်မှာမိထွေးတို့သတိမထားမိခင်မှာပဲကျမကအဝတ်ထုတ်ကိုပိုက်ပြီးတိတ်တိတ်လေးလူစုခွဲဖို့စူးစမ်းခဲ့ပါတယ်ကျမမြုပ်ထားတဲ့ငွေကအများကြီးမဟုတ်ပေမဲ့ကျမတယောက်တည်းအတွက်တော့အချိန်တန်ကြာအေးအေးဆေးဆေးနေလို့ရပါတယ်ငငယ်လေးကလေးကကိုချစ်ထောက်ပေါ်ကိုရက်တီခဲ့ရတာဆိုတော့မိသားစုကိုပြစ်သွားတယ်လို့မဆိုကြပါနဲ့ဘာလို့လဲဆိုတော့ရှမ်းမိသားစုထဲမှာဘသူကမှကျမကိုဆွေမျိုးရင်းချလို့သဘောမထားခဲ့ကြလို့ပါကျမဟာဒီအိမ်တော်ရဲ့အနှိမ်ခံသမီးငယ်အမေကလည်းစောစောစီးစီးဆုံးသွားခဲ့သူပါအဖေနဲ့မိထွေးကငယ်တငယ်ချင်းတွေဖြစ်ပြီးတစ်သက်လုံးတစ်ယောက်နဲ့တစ်ယောက်ပဲချစ်ပါမယ်လို့ကြေပေးခဲ့ကြတာပါဒါပေမဲ့မတော်တဆမှုတစ်ခုကြောင့်ကျမအမေကအဖေနာကိုရောက်သွားခဲ့ပြီးကျမကိုမွေးခဲ့တာပါဒါကြောင့်ကျမဟာမိထွေးရဲ့ရင်ထဲကစူးတစ်ချောင်းလိုဖြစ်နေခဲ့ရတာပေါ့အဖေကလည်းမိထွေးကိုပဲချစ်တာကြောင့်ကျမကိုဘယ်တော့မှအနာမကက်ခဲ့တယ်လို့အဖွားကလည်းကျမအပေါ်အေးဆက်ဆက်ပါပဲအမတော်နဲ့အကိုတွေကတော့ပြောမနေနဲ့တော့ကျမကိုကြည့်တော့မကြည့်ချင်ကြတာပါဒါကြောင့်ကျမခိုးထွက်သွားလဲဘယ်သူမှဂရုစိုက်မှာမဟုတ်ဘူးလို့ထင်ခဲ့တာဒါပေမဲ့မမျှော်လင့်ပဲကျမတိတ်မဝေးသေးခင်မှာပဲအဖွားကကျမရဲ့အမိပြောင်းရှောင်းချောင်းလို့အကျယ်ကြီးလှမ်းခေါ်လိုက်ပါတယ်ကျမရက်လိုက်မိတယ်ပြန်လှည့်ရမလားဝေခွဲမရဖြစ်နေတော့မှပဲအမတော်ဒီကျဲကကျမကိုတွေ့သွားပြီးလှမ်းဆွဲခေါ်သွားပါတယ်နင်ကတော့အယူမလေးပဲဒီလောက်ကြီးနေပြီကိုလမ်းပြောက်ရသလားငါတို့နောက်ကတေချာလိုက်ခဲ့လူကုန်ကူးခံရအောင်မယ်လို့စုပူပြီးခေါ်သွားခဲ့တာပါကျမလည်းလမ်းမပြောက်ပါဘူးလို့တိုးတိုးလေးပြန်ညင်းမိပါတယ်အဖွားစီရောက်သွားတော့အဖွားကစိုးရိမ်တကြီးနဲ့ကျမကိုကြည့်ပြီးဘယ်မှရှောက်မသွားဘူးပြောပါတယ်မိထွေးကလည်းဘာမှထွေထွေထူးထူးမပြောပါဘူးအဲ့ဒီအချိန်မှာသူတို့ကိုပြစ်ထားခဲ့ဖို့စူးစမ်းခဲ့တဲ့ကိုရှက်စိတ်ဝင်သွားမိပါတယ်အဲ့ဒီနောက်ပိုင်းရက်တွေမှာကျမအရန်ပင်ပန်းခဲ့ပေမဲ့သူတို့ကိုထားခဲ့ဖို့ဘယ်တော့မှမတွေးတော့ဘူးဘာလို့လဲဆိုတော့ဘလောက်ပဲဒုက္ခရောက်သူတို့ကကျမကိုထားမသွားခဲ့လို့ပါပဲဒုက္ခရောက်မှလူအစ်စ်ကိုသိရတယ်ဆိုတဲ့ရှေးလူကြီးတွေစကားကတကယ်မှန်တာပဲမိထွေးကကျမတို့ကိုသူ့မောင်တွေစီခေါ်သွားပါတယ်အရင်ကရှမ်းမိသားစုကောင်းစားစဉ်ကသူတို့ကိုအများကြီးကူညီခဲ့ဘူးတလို့မိထွေးကလည်းငွေတွေအများကြီးပေးခဲ့ဘူးတာပါဒါပေမဲ့လူဆိုတာကဒီလိုပဲလေကိုကောင်းစားနေရင်ဝိုင်းဝိုင်းလည်နေတတ်ပေမဲ့ကိုဒုက္ခရောက်ချိန်မှာတော့အနိုင်မကျင့်တာကိုပဲကျေးဇူးတင်ရမလို့ဖြစ်နေတတ်ပါတယ်မိထွေးရဲ့မောင်တွေကကျမတို့ကိုယောဂသည်တွေလိုသဘောထားပြီးတကားပိတ်ထားခဲ့ကြတယ်မိထွေးခမအရန်ဒေါသထွက်ပြီးရက်တောင်မရက်နိုင်တော့ပါဘူးအမြဲတမ်းရင်ကျေးတိမ်မွေးတဲ့မိထွေးတောင်မှအဲ့ဒီအိမ်ရှိမှာပဲဒေါသတကြီးနဲ့အော်ဟစ်ဆဲဆိုမိတဲ့အထိပါပဲအဖွားကတက်ပြင်းချပြီးစိတ်မကောင်းဖြစ်နေတယ်လို့မိထွေးကလည်းအရင်ကဂုံတရေရှိအမျိုးသမီးဆိုတဲ့ပုံရိပ်ကိုတောင်ဂရုမစိုက်နိုင်တော့ပဲငိုနေပါတော့တယ်အသက်ကြီးပြီဖြစ်တဲ့အဖွားရင်ကွဲမတက်ငိုနေတဲ့မိထွေးနဲ့နှုတ်ခမ်းကိုတင်းတင်းစေပြီးဘာမှမပြောနိုင်တဲ့အမတော်တို့ကိုကြည့်ပြီးကျမနောက်ဆုံးတော့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်အဖွားမိခင်ကြီးအမတော်ခဏလေးစောင့်ကြပါကျမမှာနီးလန်းရှိတယ်လို့ပြောပြီးကျမအပြေးထွက်လာခဲ့ပါတယ်သူတို့ကတော့ကျမကိုလှမ်းခေါ်ရင်းကြံနေခဲ့တာပေါ့ကျမရွှေငွေလက်ဝတ်ရတနာတွေပြည့်ပါတဲ့တစ်တာလေးကိုတည်ပြီးပြန်ရောက်လာတော့သူတို့အားလုံးမှင်တက်သွားကြပါတယ်အဖွားကတစ်တာကိုအမြန်ပိတ်ပြီးဘေးဘီကိုကြည့်ကရှောင်းချောင်းဓာတွေကဘယ်ကရတာလဲလို့တိုးတိုးလေးမေးပါတယ်ကျမကအဖွားရဲ့လက်ကိုပုတ်ပေးရင်းအဖွားစိတ်ချပါဓာတွေကမကောင်းတဲ့နည်းနဲ့ရထားတာမဟုတ်ပါဘူးငငယ်ကလေးကစုထားတဲ့မုံဘိုးတွေနဲ့အဖွားစုချခဲ့တဲ့လက်ဝတ်ရတနာတွေကိုကျမခြံထဲကမမုံပင်အောင်မှာမြုပ်ထားခဲ့တာပါလို့ရှင်းပြလိုက်ပါတယ်အဖွားကကျမကိုတန်ရောစင်တိတ်မရှိခဲ့ပေမဲ့အမတော်ဒီကျဲကိုလက်ဝတ်ရတနာအစ်စ်တွေဝယ်ပေးတိုင်းကျမကိုလည်းတစ်ခုစီပေးလေးရှိပါတယ်အမတော်ဟာလောက်တန်ဖိုးမကြီးပေမဲ့ကျမကတော့ကျေနပ်ခဲ့ပါတယ်အ
ဖွားကတော့အံ့ဩသွားပြီးမျက်ရည်တွေဝဲလာပါတယ်ငါနင့်ကိုပေးခဲ့တာတွေကနင်းအမရွေးပြီးသားတွေပါအဲ့ဒါတွေကဒီလောက်တန်ဖိုးရှိလို့ငွေပြန်လဲလို့ရမယ်လို့ငါမထင်ခဲ့ဘူးလို့ပြောပါတယ်ကျမကတော့ပြုံးပြီးအဆင်ပြေသွားလို့ဝမ်းသာရကြောင်းပြောလိုက်ပါတယ်ဒါပေမဲ့ကျမတကူလုံးရွှွန့်တွေပေးနေတာကိုကြည့်ပြီးအမတော်ကမျက်မှောင်ကုတ်ကနန်းတော်ထဲမှာစောင့်ကြက်နေတာကိုနင်းဘလို့ဝင်သွားတာလဲလို့မေးပါတယ်ကျမချန်ဘေးမှာခွေးတိုးပေါက်ရှိတယ်လေလို့ရိုးရိုးသားသားဖြေလိုက်ပါတယ်မတော်ကနင်းကဂုံတရေရှိအမျိုးသမီးတစ်ယောက်ဖြစ်ပြီးခွေးတိုးပေါက်ထဲတိုးရတယ်လို့ဆိုပြီးညှဉ်းညူပေမဲ့အဖွားကတော့ကျမရဲ့ဖြတ်ထိုးညံကိုချီးကျူးပါတယ်အဲ့ဒီငွေတွေနဲ့ပဲကျမတို့တဲခိုကန်တစ်ခုရှာနိုင်ခဲ့ပြီးနားနားနေနိုင်ခဲ့ပါတယ်ဒါပေမဲ့ရှမ်မီသားစုကအမျိုးသမီး၄ယောက်အတွက်တော့ဒီညကအိမ်မပြောနိုင်တဲ့ညတညပါပဲဘဝကရုတ်တရက်ကြီးပြောင်းလဲသွားတော့ရှေ့လျှောက်ဘလို့ဒုက္ခတွေကြုံရအောင်မလဲဆိုတာဘယ်သူမှမသိကြဘူးဒါပေမဲ့ကျမကတော့မကြောက်ပါဘူးကျမရဲ့အထင်းတော်ကြီးပြောဘူးသလိုပဲကျမဟာလမ်းဘေးကမျက်ပင်လေးလိုပဲဘယ်နေရာမှာပဲဖြစ်ဖြစ်တန်တန်မာရှင်တန်နိုင်တယ်လို့ယုံကြည်ထားပါတယ်ညဘက်ရေထလာတော့ရင်ဘေးကန်းကနေမိထွေးရှိုက်ကြီးတင်ငိုနေတဲ့အတန်ကိုကြားလိုက်ရပါတယ်အဲ့ဒီငွေတွေကကျမလက်မထက်ခင်ကပါလာတဲ့ပစ္စည်းတွေပါအခုတော့အဲ့ဒီကျေးဇူးကန်းနဲ့မောင်နှယောက်အတွက်အကုန်ကုန်သွားပြီးအခုတော့ကျမမကြည့်ဖြူခဲ့တဲ့ရှောင်းချောင်ရဲ့ငွေနဲ့ပြန်စားနေရပြီလို့ပြောနေတာပါအဖွားကတိုးတိုးလေးနှစ်သိမ့်နေပေမဲ့မိထွေးကတော့ပိုပြီးငိုနေပါတယ်ကျမလည်းတိတ်တိတ်လေးအိပ်ရာထဲပြန်ဝင်ပြီးစောင့်ကြုံလိုက်ပေမဲ့ရင်ထဲမှာတော့တမျိုးကြီးခံစားလိုက်ရပါတယ်။နောက်နေ့မနက်မှာမိထွေးကကျမကိုမြင်တော့မျက်နှာချင်းမဆိုင်ရဲတယ်လို့ဖြစ်နေပေမဲ့သူ့ရဲ့မနှက်စာတွေကတဝက်ကိုကျမကိုပထမဆုံးအကြိမ်ဖြစ်ဖဲ့ပေးပါတယ်။ကျမခဏလောက်ကြောင်သွားပေမဲ့ဘာမှမပြောဘဲခေါင်းပုံစားလိုက်ပါတယ်။အဲ့ဒီနေ့ကစံပြုတ်ကထူးထူးခြားခြားပို့ပြီးချုံငိမ့်နေတယ်လို့ပဲအဖွားကတဲကိုကန်းမှာကြာနေဖို့မဖြစ်နိုင်တာကြောင့်အိမ်ကူပွဲစားစီမှာအိမ်သေးသေးလေးတစ်လုံးသွားဝယ်ဖို့ကျမကိုခိုင်းပါတယ်။မိထွေးကနေမကောင်းဖြစ်နေတယ်လို့အမတော်ကလည်းဆရာဝန်သွားပေးနေတာကြောင့်ကျမပဲသွားခဲ့ရတာပါ။ကျမလည်းအိမ်ကူပွဲစားစီမှာအိမ်ချို့ကိုကြည့်ပြီးဈေးနဲ့လည်းနီးတဲ့ကျမအကြိုက်ဆုံးအိမ်ဝန်းလေးတစ်ခုကိုရွေးချယ်လိုက်ပါတယ်။အဲ့ဒီအိမ်လေးကတိတ်မကြီးပေမဲ့ကျမတို့နေဖို့အတွက်တော့အဆင်ပြေပါတယ်။နောက်တစ်ချိန်မှာဈေးရောက်တာမျိုးတစ်ခုခုလုပ်ရင်အဆင်ပြေအောင်ဆိုပြီးဈေးနဲ့နီးတဲ့အိမ်ဝန်းလေးကိုကျမရွေးဝယ်လိုက်တာပါ။အိမ်ချမ်းမြေပွဲစားကကျမကိုမိန်းကလေးလေးဖြစ်အရွယ်ကလည်းငယ်သေးတယ်ဆိုပြီးဈေးတင်ရောင်းဖို့စူးစမ်းပေမဲ့ကျမကတော့မလျှော့တန်းဈေးစစ်ပြီးတန်ဖိုးနဲ့ဝယ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အဖွားတို့တစုဒီအိမ်လေးကိုပြောင်းလာကြတဲ့အခါမှာတော့မိထွေးနဲ့အမတော်ဒီကျဲတို့ကအိမ်ကတိတ်ကျင်းလွန်းနေဆိုပြီးမျက်နှာပြက်နေကြတာပါ။အဖွားကတော့ကျမကိုချီးကျူးရှာပါတယ်။အခုလိုအချိန်မှာနေစရာရှိတာကိုပဲကျေးဇူးတင်ရမယ်ဝန်နီယန်မင်းလည်းစိတ်ကိုတင်းထားဦးကလေးတွေကမင်းကိုကြည့်နေကြတာလို့မိထွေးကိုအားပေးရှာတယ်။မိထွေးကလည်းမျက်ရည်ဝဲရင်းခေါင်းညိပေမဲ့ကျမကိုတော့ကြည့်ဖို့ရှောင်နေတော့မှာပဲအိမ်မှာအခြေကျသွားတော့အဖွားနဲ့မိထွေးကဖမ်းဆီးခံလိုက်ရတဲ့အဖေနဲ့အကိုတွေကိုစိတ်ပူနေကြပါတယ်။ဘာစကားတခုမှတောင်မှခွင့်မရလိုက်ပဲအဖမ်းခံလိုက်ရတာဆိုတော့အခုအချင်းထောင်ထဲမှာဘယ်လိုနေရမလဲဆိုတာဘယ်သူမှမသိကြဘူးလေ။ကျမလည်းငွေနဲ့အစားအသောက်အချို့ကိုယူပြီးရုံးတော်နားမှာသွားဆောင်စမ်းကြည့်ပေမဲ့အဆောင်တွေကရှမ်မီသားစုအကြောင်းမေးတာနဲ့မတိကျင်အောင်ဆောင်တဲ့အပြင်ဓာတ်တွေနဲ့တောင်မောင်းထုတ်ကြတာပါ။ကျမလည်းစိတ်ပြက်ပြက်နဲ့လှည့်ပြန်လာတော့မှလူတစ်ယောက်ကလှမ်းထားပါတယ်။သူကအချင်းထောင်အဆောင်တစ်ယောက်ဖြစ်ပြီးအရင်ကကျမရဲ့အကိုကြီးစီကအကူညီရောက်ဘူးသူမို့အခုလိုကူညီပေးတာပါကျမတို့မိသားစုဘာကြောင့်ဖမ်းခံရတယ်လဲဆိုတာကျမတေချာမသိခဲ့ပေမဲ့အခုတော့သိလိုက်ရပါပြီအကိုကြီးကအရန်တော်တဲ့သူမို့ငငယ်ရွယ်ရွယ်နဲ့ယာရုကြီးကြီးရခဲ့တယ်လို့မင်းသားတစ်ပါးရဲ့ယုံကြည်မှုကိုလည်းရထားတဲ့သူပါဒါပေမဲ့တခုခုအမှားယွင်းဖြစ်ပြီးဘရင်ကြီးရဲ့အမျက်တော်ရှာခြင်းကိုခံလိုက်ရတာကြောင့်သူကိုယ်တိုင်လည်းနင်းနေတန်ပေးခံရတယ်လို့ကျမတို့မိသားစုကိုပါထိခိုက်ကုန်တာပါအဖေနဲ့အကိုငယ်တို့လည်းမကြခင်မှာနင်းနေတန်ပေးခံရတော့မယ်လို့သိလိုက်ရပါတယ်ကျမလည်းပြင်ဆင်လာတဲ့အစားအသောက်နဲ့အဝတ်အထည်တွေကိုအဲ့ဒီအဆောင်ကိုပေးပြီးအဖေတို့စီပေးဖို့အတနာခံခဲ့ပါတယ်အိမ်ပြန်ရောက်တော့ကျမသိလာတဲ့သတင်းတွေကိုအဖွားနဲ့အမတော်ကိုပြောပြလိုက်တယ်။အမတော်ကတော်တော်ကြာအောင်တိတ်နေပြီးမှအကိုကြီးကတကယ်ပဲအပြစ်လုပ်ခဲ့တာလားနင်ရောသူ့ကိုအပြစ်တင်သလားလို့မေးလာပါတယ်။ကျမကတော့အကိုကြီးကရှမ်မီသားစုကောင်းစားဖို့အတွက်စူးစမ်းခဲ့တာပဲအခုလိုဖြစ်တာကငါတို့မိသားစုကံမကောင်းလို့ပါလို့ပြန်ပြောလိုက်ပါတယ်။အမတော်ကကျမကိုထူးဆန်းတယ်လို့ကြည့်နေပေမဲ့ဘာမှတော့ထပ်မပြောပါဘူး။ဒါပေမဲ့အရေးကြီးတာကမိထွေးပါပဲ။မိထွေးကဒီရက်ပိုင်းမှာအသေးအတန်ဖျားနေတာမို့ကျမတို့ဘာမှထပ်မပြောရဲကြဘူး။ဆေးဖိုးတွေကလည်းအရန်ကြီးတော့ကျမမြုပ်ထားတဲ့ငွေတွေလည်းကုန်တလောက်ဖြစ်နေပါပြီ။အဖေနဲ့အကိုတို့နေနေတန်အပေးခံရတဲ့နေ့မှာမိုးတွေကတဲတဲမဲမဲရွာနေပါတယ်။မြို့တကားဝကိုကျမတို့အပြေးလွှားသွားခဲ့ကြတယ်။လိုက်ပို့တဲ့စစ်တီတွေကစိတ်ထားကောင်းလို့ခဏလောက်နှုတ်ဆက်ခွင့်ပေးခဲ့ပါတယ်။မိထွေးကလည်းမကြမ်းမာတဲ့ကြားကလိုက်လာပြီးအဖေကိုကြည့်ကဘာစကားမှမပြောနိုင်ပဲငိုနေရှာတယ်။အဖွားကကျမပြင်ပေးလိုက်တဲ့ပစ္စည်းတွေကိုအဖေလက်ထဲထည့်ပေးရင်ဒီရက်ပိုင်းတွင်ဖြစ်ပျက်ခဲ့တာတွေကိုအကြမ်းဖျင်းပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာအဖေကကျမကိုပထမဆုံးအကြိမ်တဲတဲကြည့်ပြီးငါသမီးကတကယ်ကိုတော်တဲ့သူပဲလို့ချီးကျူးခဲ့ပါတယ်။ကျမလည်းပျော်ရမလို့ဝမ်းနည်းရမလို့ဖြစ်သွားမိတယ်။မိုးကြိုးတွေပြစ်နေတဲ့ကြားမှာအဖေတို့ထွက်ခွာသွားတာကိုကြည့်ပြီးကျမတို့အမျိုးသမီး၄ယောက်ရင်ထဲမှာပြောမပြတတ်အောင်ခံစားရပါတယ်။အခုတော့ကျမတို့၄ယောက်ပဲအားကိုးစရာရှိတော့တာပါ။အိမ်ပြန်ရောက်တော့မိထွေးကစိတ်တန်ရာကြောင့်ပိုဖျားလာပြီးဘလောက်ဆေးတိုက်တိုက်မတက်တာတော့ပါဘူး။ဆရာဝန်ကစိတ်ရောဂါမို့စိတ်ချမ်းသာအောင်ထားဖို့ပြောပေမဲ့ဆေးဖိုးတွေကမတက်နိုင်တော့ဘူးလေ။ကျမမှရှိတဲ့ငွေလေးကလည်းကုန်တလောက်ဖြစ်နေပြီဆိုတော့အဖွားခါများလည်းရင်ထုမနာဖြစ်နေရှာတယ်။ကျမကလူဆိုတာနီးလန်းရှိမှာပါအသက်ရှင်နေတဲ့ရွေးတော့လမ်းစားရှိပါတယ်လို့အားပေးမိတာကိုအမတော်ကနင်ကမင်းကလေးဖြစ်ပြီးစကားကိုရင်ကြေးမပြောတတ်ဘူးလားလို့စုပြန်ပါတယ်။ကျမလည်းဒေါသထွက်သွားပြီးရင်ကြေးနေလို့ထမင်းစားရမှာလားအခုငွေရှာနိုင်မဲ့နီးလန်းရှိရင်ပြောလေလို့ပြန်អော်လိုက်တော့သူလည်းဘာမှပြန်မပြောနိုင်ပဲစိတ်ဆိုးပြီးလှည့်ထွက်သွားပါတယ်။သူကတော့ငငယ်ကလေးကဘာမှပူစရာမလိုပဲနဲ့ပြည်မှာနေခဲ့ရတာကိုကျမကတော့ဘိုင်းဝါဖို့နဲ့အသက်ရှင်ဖို့ပဲအမြဲတွေးခဲ့ရတာ။ကျမတို့နှစ်ယောက်စကားများခဲ့ကြပြီး3ရက်အကြာမှာတော့အကြီးကျယ်ရန်ဖြစ်ကြပါတော့တယ်။ကျမကငွေတွေကုန်တော့မှာကိုစိုးရိမ်ပြီးလမ်းပေါ်မှာ2ခေါက်လောက်ပတ်ကြည့်ပြီးနောက်ခောက်ဆွဲဆိုင်လေးဖွင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အထင်းတော်ကြီးစီကတင်ထားတဲ့လက်ရာကအမြဲတမ်းကောင်းတာမို့ယုံကြည်ချက်ရှိပါတယ်။ဒါပေမဲ့အမတော်ကတော့ချက်ချင်းကန့်ကွက်ပါတော့တယ်။မဖြစ်ဘူးနင်ကဂုံတရေရှိအမျိုးသမီးတစ်ယောက်ပဲအပြင်မှာဒီလိုမျက်နှာပြပြီးဈေးရောက်လို့မရဘူး။နင်းတိတ်ခါကြရင်နောက်ကျဘသူကယူမလဲတဲ့။ကျမလည်းရေရမလို့ငိုရမလို့နဲ့အမတော်အခုငါတို့ကအပြစ်သားရဲ့သမီးတွေလေဘသူကလာယူမလဲနင်ကအဖွားကိုငှက်ထားကျင်တာလားမိခင်ကြီးကိုစိတ်မကူပဲထားကျင်တာလားဒါမှမဟုတ်နင်မဲထွက်ရောက်မလားလို့ပြောလိုက်တော့သူမျက်ရည်ဝဲပြီးငြိမ်ကျသွားပါတယ်
နောက်ဆုံးတော့အဖွားကလည်းအခြေအနေကိုနားလေတာကြောင့်ကျမကိုပဲအားကိုးရတော့မယ်ဆိုတဲ့မျှော်ဝန်းတွေနဲ့ခွင့်ပြုခဲ့ပါတယ်အမတော်ကတော့ကျမကိုစိတ်ဆိုးပြီးစကားပြောတော့ပါဘူးဒါပေမဲ့ကျမကတော့ဂရုမစိုက်နိုင်အောင်ဘူးနောက်ရက်မှာပဲဆိုင်လေးကိုစောက်ဖွင့်လိုက်ပါတယ်ပထမဆုံးနေ့မှာတော့နာမည်ရအောင်ဆိုပြီးဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အားလုံးကို90%လျှော့ပေးသည်ဆိုတဲ့ဆိုင်းဘုတ်လေးချိတ်ထားလိုက်တယ်လူတွေအများကြီးလာစားကြလို့နေဝင်မှအိမ်ပြန်ရောက်ပါတယ်အဖွားကဘလို့လဲလို့မေးတော့ကျမကငွေအိတ်လေးကိုမြှောက်ပြပြီးဒီနေ့တဝက်ဈေးနဲ့ရောင်းတာတောင်ပြ100ရတယ်လို့ဝမ်းသာအားရပြောလိုက်ပါတယ်အဖွားကပြုံးပြီးချီးကျူးပေမဲ့အမတော်ကတော့ပြ100လေးကိုဒီလောက်ပြောနေရသလားလို့နှာခေါင်းရှုံပါတယ်ကျမလည်းသူ့ကိုဂရုမစိုက်တော့ပဲကြေးပြားလေးတွေကိုတပြားချင်းရေတွက်ပြီးငွေတစ်တာထဲထည့်လိုက်ပါတော့တယ်အဲ့ဒီညကတော့ကျမတကယ်ကိုနှစ်ချိုက်အိပ်ပျော်သွားခဲ့ပါတယ်ပထမဆုံးနေ့ရလက်ကတော်တော်လေးအားရစရာကောင်းတာကိုနောက်ပိုင်းမှာပုံမှန်ဈေးအတိုင်းပြန်ရောင်းပေမဲ့ကျမရဲ့ခောက်ဆွဲလက်ရာကိုကြိုက်လို့လာစားကြတဲ့ဖောက်တယ်ဟောင်းတွေအများကြီးရှိလာပါတယ်နေတိုင်းရတဲ့ငွေလေးတွေကိုရေတွက်ရတာကကျမအတွက်တော့ခွန်အားတစ်ခုပါပဲစိတ်လဲပိုအေးချမ်းရပါတယ်ကျမကငွေရှာဖို့ပဲအာယုံစိုက်နေတာကြောင့်အိမ်တွင်းရေးကိစ္စတွေကိုတိတ်ကြုံမစိုက်ဖြစ်ခဲ့ဘူးမိခင်ကြီးရဲ့စိတ်ဝေဒနာတက်တာလာချိန်မှာအမတော်ဒီကျဲကတမျိုးပြန်ဖြစ်လာလိမ့်မယ်လို့မထင်ထားမိဘူးလေတနေ့အလုပ်ကပြန်လာတော့အမတော်တယောက်ခြံထဲမှာထိုင်ပြီးငိုနေတာကိုတွေ့လိုက်ရပါတယ်မျက်လုံးလေးတွေကယုံကလေးလိုရဲလို့ပေါ့ဒီရက်ပိုင်းကျမတို့စိတ်ဆိုးနေကြတယ်ဆိုပေမဲ့ဒီလိုမြင်ရတော့လဲစိတ်မကောင်းဖြစ်မိပါတယ်ဒါပေမဲ့ကျမဘာမှမမေ့ရသေးခင်မှာပဲသူကထွက်ပြီးအိမ်ထဲဝင်ကတကားပိတ်သွားတော့တာပါပဲနောက်မှအဖွားစီကအကြောင်းစုံသိလိုက်ရတယ်အမတော်စိတ်မကောင်းဖြစ်နေတာကလီမီသားစုကတားကြီးကြောင်ပါကျမတို့မိသားစုဒုက္ခမြောက်ခင်ကတည်းကလီမီသားစုနဲ့ရင်းနှီးခဲ့ကြပြီးအမတော်နဲ့အဲ့ဒီလူနဲ့ကချစ်သူတွေဖြစ်ခဲ့ကြတာပါအမတော်ရဲ့16နှစ်ပြည့်ငွေနေ့ရောက်ရင်လာရောက်တောင်းရမ်းပါမယ်လို့လည်းအဲ့ဒီလူကကတိပေးခဲ့ပူပါတယ်ဒါပေမဲ့ငွေနေ့မရောက်ခင်မှာပဲကျမတို့မိသားစုဒီလိုအခြေအနေမျိုးရောက်သွားခဲ့ရတာပါအိမ်တော်သိမ်းခံရတာတလတောင်မပြည့်သေးဘူးလီမီသားစုကတားကြီးကဝင်ကြီးကျုပ်ရဲ့သမီးနဲ့ဆိတ်ဆက်တော့မယ်ဆိုတဲ့သတင်းတွေထွက်လာပါတယ်ဝင်ကြီးကျုပ်ရဲ့သမီးကအိမ်နေရာကဆိုပေမဲ့ဝင်ကြီးကျုပ်ရဲ့အချစ်တော်သမီးဖြစ်နေတာကြောင့်လီမီသားစုသားအတွက်တော့အနာဂတ်ကအတောက်ပကြီးတောက်ပသွားတာပေါ့တကယ်တော့အဲ့ဒီလူဂတိဖြတ်တော့မယ်ဆိုတာကျမကြိုရိပ်မိပါတယ်ကျမတို့ဒုက္ခရောက်ကြတဲ့ကအမြဲရင်းနှီးခဲ့တဲ့လီမီသားစုကတခုံးတောင်လာမမေးခဲ့ကြဘူးလေငါတော်ကတော့လွန်ခဲ့တဲ့တလကပဲဂတိတွေပေးခဲ့တဲ့သူကဘလို့လို့ဒီလောက်မြန်မြန်စိတ်ပြောင်းသွားရတာလဲဆိုတာကိုတွေးမရဖြစ်နေရှာတာပါသူကတော့အခန်းထဲမှာပဲအောင်းနေပြီးအစားလည်းမစားရေလည်းမတောက်တော့အဖွားခများစိုးရိမ်လုံးလို့နှုတ်ခမ်းမှာတော့အပူမှုတွေပေါက်နေပါပြီကျမလည်းဖြောင်းဖြခြင်းပေမဲ့တစ်ဖက်မှာလည်းမိန်းကလေးချင်းချင်းစိတ်ကူးရင်တဲ့ကိစ္စတွေကိုနားမလည်တာရဲ့နောက်ပြီးကျမမှာအချိန်မရှိတာရဲ့ကြောင့်မအားခဲ့ပါဘူးကျမကတော့ဘိုက်မစားဖို့အတွက်နေတိုင်းမနာတဲ့ငွေရှာနေရတာကိုအမတော်ရဲ့နေနေကြရင်စိတ်ပြေသွားမှာပါလို့ထင်ခဲ့ပေမဲ့တိတ်မကြပါဘူးဒီနေ့မှာအမတော်ဟာပိန်ချုံနေတဲ့ခန္ဓာကိုယ်နဲ့အိမ်ပြင်ကိုထွက်သွားတာတွေ့လိုက်ရပါတယ်သူမျက်နှာကတခုခုကိုဆုံးဖြတ်ချက်ချထားတဲ့ပုံစံမျိုးဆိုတော့ကျမရင်ထဲမှာမကောင်းတဲ့အငြိမ်းစားတစ်ခုခံစားလိုက်ရတယ်အလုပ်ကိုအမြန်လက်စတက်ပြီးအမတော်နောက်ကိုတိတ်တိတ်လေးလိုက်သွားခဲ့ပါတယ်သူကလီအိမ်တော်ရှိကိုရောက်သွားပေမဲ့အထဲမဝင်ပဲတကားရှိမှာပဲတုံဆိုင်နေခဲ့တာပါအဲ့ဒီအချိန်မှာပဲလီမီသားစုသားကြီးကအိမ်ပြန်ရောက်လာပါတယ်အမတော်ကိုမြင်တော့သူ့မျက်နှာကချက်ချင်းပြတ်သွားပြီးအမတော်ကိုဘေးတနေရာကိုဆွဲခေါ်သွားပါတော့တယ်ကျမအဝေးကနေကြည့်နေပေမဲ့သူတို့ဘာတွေပြောနေလဲဆိုတာမကြားရပါဘူးခဏနေတော့အဲ့ဒီလူကအမတော်ကိုဖတ်ဖို့လုပ်တာမြင်လိုက်ရပြီးအမတော်ကပိုပြီးငိုလိုလာပါတယ်နောက်ဆုံးမှာတော့အမတော်ကသူ့ဘားကိုခပ်ပြင်းပြင်းရိုက်လိုက်ပြီးထွက်ပြေးလာခဲ့ပါတယ်ကျမလည်းသူတို့နားကိုအမြန်ကတ်သွားတော့မှအဲ့ဒီလူကမထီမဲ့မြင်နဲ့လှောင်ရဲပြီးပြောနေတဲ့စကားတွေကိုကြားလိုက်ရတာပါကိုအုပ်ချုပ်ရေးမှုသမီးလို့ထင်နေတော့ကအခုလိုအခြေအနေနဲ့တော့မင်းကငါရဲ့မယားငယ်ပဲဖြစ်ထိုက်တာတဲ့မင်းကငါဇနီးဖြစ်ချင်သေးတာလားတန်လို့လားဆိုတဲ့စကားကိုကြားလိုက်ရတော့ကျမလည်းပြေးထွက်သွားရကနေနောက်ကျောင်းပြန်လှည့်ပြီးသူ့စီပြေးသွားလိုက်ပါတယ်ပြီးတော့သူ့ကိုအားရပါရလက်သီးနဲ့ထိုးလိုက်ပြီးမင်းကသာမတန်တာလို့ပြောလိုက်ပါတယ်သူကတော့မျက်နှာကိုအုပ်ပြီးနှင်တက်ကြံခဲ့တာပေါ့ကျမလည်းထိုးပြီးတာနဲ့အမြန်ပြေးတော့တာပါပဲသူကနောက်ကနေနေဘသူလဲအခုရက်လိုက်စမ်းလို့လမ်းអော်နေပေမဲ့ဘသူကရက်မလဲကျမကတော့အားကုန်ပြေးပြီးအမတော်နောက်ကိုအမြန်လိုက်ခဲ့ပါတယ်စိတ်ထဲမှာတော့တခုခုဖြစ်တော့မယ်ဆိုတဲ့အတီးကပိုတိုးလာနေပါတယ်အဲ့ဒီအချိန်မှာပဲကျမစိတ်ထဲမှာအတွေ့တစ်ခုဝင်လာတာနဲ့ကျုံးရှိရဲ့စီကိုအမြန်ပြေးသွားလိုက်ပါတယ်မျက်နှာကိုရောက်သွားတော့ပန်းနုရောင်ဝတ်စုံလေးနဲ့လူတစ်ယောက်တရားပေါ်ကနေခုန်ချလိုက်တာကိုလှမ်းမြင်လိုက်ရပါတယ်ခဏလောက်အသက်ရှူဖို့တောင်မိသွားပြီးအမတော်လိုပဲអော်နိုင်ပါတော့တယ်ဒါပေမဲ့နောက်ကျသွားပါပြီရေထဲကိုဝုန်းကနေကျသွားတာမြင်လိုက်ရတော့ကျမလည်းဘာမှမစင်စားပဲနောက်ကနေခုန်ချလိုက်ပါတယ်ရေထဲရောက်မှငါရေမကူးတတ်ပါလားဆိုတာသတိရပြီးနောင်တရမိပေမဲ့အမတော်ကိုစိတ်ပူစောနဲ့ခုန်ချလိုက်တာကိုရေထဲမှာဟိုရောင်ဒီရောင်နဲ့ရုန်းကန်နေရင်ခွန်အားတွေကုန်လာပြီးခန္ဓာကိုယ်ကြီးကလေးလံလာပါတယ်မျက်ခွန်တွေလည်းလေးလာပြီးသတိမေ့တော့မဲ့အချိန်မှာပဲရေထဲကိုလူနှစ်ယောက်ခုန်ချလာတဲ့အတန်ကိုကြားလိုက်ရပါတယ်အမဲရောင်အရေးတစ်ခုကကျမစီကိုကူးခတ်လာတာတွေ့ပြီးတာနဲ့ကျမလည်းသတိလစ်သွားပါတော့တယ်ပြန်နိုးလာတော့နားထဲမှာစိမ့်နေတဲ့အမျိုးသားအတန်နှစ်တန်ကိုကြားလိုက်ရတယ်တနာစရာပဲဒါငါတို့တငယ်ချင်းရှန်ချင်းညံရဲ့ညီမလေးတွေပေါ့သူတို့သာတခုခုဖြစ်သွားရင်ငါတို့အကိုကြီးကိုဘယ်လိုမျက်နှာပြရမလဲလို့ပြောနေတာပါသူတို့ကအကိုကြီးရဲ့တငယ်ချင်းတွေမှန်းသိလိုက်ရတော့ကျမလည်းသတိမေ့ချင်အောင်ဆောင်နေတာထက်နိုးလာတာကပိုရင်ကျေးရရောက်မယ်လို့တွေးလိုက်ပါတယ်ဒါကြောင့်ချောင်းတစ်ချက်လောက်ဟန်ပြီးမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့အရန်ကိုချောမောတဲ့အမျိုးသားနှစ်ယောက်ကိုတွေးလိုက်ရပါတယ်တယောက်ကအနီရောင်ဝတ်ထားပြီးနောက်တစ်ယောက်ကတော့ရဲဝတ်စုံနဲ့အပြာရောင်ဝတ်ထားတာပါကျမဘဝမှာအကိုကြီးကအချောဆုံးလို့ထင်ခဲ့ပေမဲ့အခုဒီလူနှစ်ယောက်ကပိုတောင်ချောနေပါသေးတယ်အထူးသဖြင့်အပြာရောင်ဝတ်စုံနဲ့လူကခံရပြီးမြင့်မြတ်တဲ့အရှိန်အဝါမျိုးရှိနေပါတယ်ကျမကြောင်ကြည့်နေတော့မှပဲအနီရောင်ဝတ်စုံနဲ့လူကအသေးပြီးဒီရှမ်မီသားစုဒုတိယသမီးလေးတော့စိတ်ဖောက်ပြန်သွားပြီးထင်တယ်လို့လှမ်းអော်ပါတယ်ကျမလည်းရှက်ရှက်နဲ့မျက်နှာလွှဲလိုက်ပြီးဘေးမှာလဲနေတဲ့အမတော်စီကိုပြေးသွားလိုက်ပါတယ်သူအသက်ရှူသေးလားဆိုတာစမ်းကြည့်ပြီးမှစိတ်အေးသွားရပါတယ်အဲ့ဒီအချိန်မှာပဲအမတော်ကချောင်းဆိုးပြီးရေတွေထွေးထုတ်ကနိုးလာပါတယ်ဒါပေမဲ့သူကနိုးလာတာကိုဝမ်းမသာပဲဘာလို့ငါ့ကိုကဲတာလဲဒီလိုဘဝမျိုးနဲ့ရှင်နေရတာဘာထူးမှလဲငါ့ကိုတေးပရစေတော့လို့ပြောပြီးရေထဲထက်ခုန်ဖို့လုပ်ပါတော့တယ်ကျမကသူ့ကိုအတင်းဖက်ထားလိုက်ရပါတယ်ရက်ပေါင်းများစွာအစားမစားထားတဲ့သူကဘဲကခွန်အားတွေရနေမှန်းမသိဘူးကျမတောင်မနေထိန်ထားရပါတယ်သူ့ရဲ့တေးခြင်းစိတ်ကိုမြင်ရတော့ကျမရင်ထဲမှာဒေါသတွေတောက်ခနဲထွက်လာပြီးသူ့ဘားကိုဖျန်းခနဲနေအောင်ရိုက်ချလိုက်ပါတယ်သူမြင့်တက်သွားပြီးသူ့ဘားကိုသူပြန်ကင်ကကျမကိုမယုံနိုင်တယ်လို့ကြည့်နေပါတယ်အခုရောတတိဝင်ပြီလားလို့ကျမအော်မေးလိုက်ပါတယ်
မိသားစုတစ်ခုလုံးအသက်ရှင်ဖို့ရုန်းကန်နေရချိန်မှာယောက်ျားတစ်ယောက်ကြောင့်နဲ့အခုလိုတေးဖို့စူးစမ်းနေတာကိုကျမတကယ်ဒေါသထွက်မိတာပါဝေးလံတဲ့နေရာမှာဒုက္ခခံနေရတဲ့အဖေနဲ့အကိုတွေပြီးတော့အဖွားနဲ့ကျမကိုရောနင်အားမနာဘူးလားကျမလက်တွေကိုမြှောက်ပြလိုက်ပါတယ်ဒီရက်ပိုင်းအလုပ်တွေအများကြီးလုပ်ထားရပြီးရေတွေလဲစုံနေတာကြောင့်ကျမရဲ့လက်တွေကအကွဲကြောင်းတွေထနေပါပြီကျမရဲ့လက်တွေကအကွဲကြောင်းတွေကြားထဲမှာသွေးစတွေတောင်စိမ့်ထွက်နေပြီးကြည်ရတာတကယ်ကိုကြောက်စရာကောင်းနေတာပါဘေးမှာရှိနေတဲ့သူစိမ်းမျိုးသား2ယောက်ကိုလည်းကျမဂရုမစိုက်နိုင်တော့ဘူးအမတို့ကိုတတိဝင်လာစေဖို့ပဲစိတ်ထဲရှိတော့တယ်ဒီရက်ပိုင်းငါဘာအတွက်ဒီလောက်ပင်ပန်းခံရုန်းကန်နေရလဲနင်တီလာနင့်ကိုငါလုပ်တွေကူခိုင်းတာမဟုတ်ဘူးအနည်းဆုံးတော့ငါ့ကိုဒုက္ခမပေးနဲ့လေဟုတ်ပြီလားလို့ပြောမိပါတယ်ဘဝမှာအတိတ်ပဲရှိတဲ့အရာတွေအများကြီးရှိပါသေးတယ်မိသားစုအတွက်ဖြစ်ဖြစ်ကိုယ့်အတွက်ဖြစ်ဖြစ်ရှင်သန်ရတာတန်ဖိုးရှိပါတယ်အခုတော့နင်ကအဲ့ဒီလိုအနှံ့သက်မကောင်းတဲ့ယောက်ျားတစ်ယောက်အတွက်နဲ့အသက်ကိုဆုံးမလို့လားစိတ်ထဲရှိတာတွေအကုန်ပြောချလိုက်တော့မှကျမလည်းနည်းနည်းစိတ်ပေါ်သွားသလိုသူလည်းတစ်ခုခုကိုခံစားသွားရပုံပါပဲငါတော့ကကျမရဲ့လက်တွေကိုကြောင်ကြည့်နေရင်းကနေရုတ်တရက်လှမ်းကင်လိုက်ပြီးမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာပါတယ်။သူဘာစကားမှမပြောပေမဲ့ကျမလက်ကိုကင်ပြီးတုံ့ရင်နေတာပါ။ကျမလည်းတက်ပြင်းချမိပြီးသူ့ကိုပြန်ဖက်ထားလိုက်ပါတယ်။အိမ်ပြန်ရအောင်အမတော်လို့ပြောတော့မှသူလည်းလိမ်မာတဲ့ကလေးတစ်ယောက်လိုကျမနောက်ကိုလိုက်လာပါတော့တယ်။ဟိုမျိုးသား2ယောက်လည်းကျမတို့နဲ့အတူအိမ်ထိလိုက်လာကြပါတယ်။သူတို့ကအကိုကြီးရဲ့တငယ်ချင်းတွေဖြစ်ပြီးအကိုကြီးကသူတို့စီအမှားစကားပါလိုက်လို့ကျမတို့စီကိုလာကြည့်တာလို့ဆိုပါတယ်။အနီရောင်ဝတ်စုံတဲ့လူကလူကျင်ဟုန်နဲ့အပြာရောင်ဝတ်စုံတဲ့လူကတော့ရှက်လင်ရွံပါ။အဖွားကသူတို့ဟာအကိုကြီးရဲ့တငယ်ချင်းတွေဖြစ်တယ်လို့ကျမတို့ညီမကိုလည်းကဲတင်ခဲ့သူတွေဆိုတာသိသွားတော့အရန်ကိုနွေးနွေးထွေးထွေးဆက်ဆံပါတယ်လူကျင်ဟုန်ကလည်းစကားပြောတာပြားရည်လောင်းထားတယ်လို့ပဲအဖွားကိုအမျိုးမျိုးမြှောက်ပင်ပြောဆိုတော့အဖွားခမများရဲလို့မဆုံးတော့ပါဘူးအဖွားကကြည့်ရတာတကယ်ကိုဖုံးကန်ကြီးမဲ့ပုံစံပဲအကိုကြီးရှန်ချင်းညံကလည်းအဖွားကအရန်ကျင်နာတက်တဲ့သူလို့ခဏခဏပြောပြဘူးတယ်လို့သူကပြုံးစီစီနဲ့ပြောပါတယ်အိမ်တော်ဒုက္ခရောက်ပြီးကလေးကအဖွားဒီလောက်အထိအားရပါရရဲတာမျိုးကျမမမြင်ဘူးခဲ့ပါဘူးဒါကြောင့်လူကျင်ဟုန်ကိုကျမနည်းနည်းတော့ကျေးဇူးတင်မိသွားတယ်ကျမရှက်လင်ရွံကိုတိတ်တိတ်လေးအကဲခတ်ကြည့်မိတော့သူကငြိမ်ငြိမ်လေးပဲထိုင်နေတာပါအဖွားကမေးမှပဲစကားနည်းငယ်ပြန်ဖြေတတ်ပြီးလူကျင်ဟုန်တွေကလုံးဝဆန့်ကျင်ဘက်ပါပဲသူတို့2ယောက်ကအဖွားကိုငွေချို့ပေးခဲ့ပါတယ်အကိုကြီးရင်ကစုထားတာတွေမို့ပေးခိုင်းလိုက်တာလို့ဆိုပါတယ်အဖွားကအစမှညင်းနေသေးပေမဲ့အကိုကြီးရေးထားတဲ့စာကိုမြင်တော့မှပဲစိတ်ချလက်ချလက်ခံလိုက်ပါတယ်အကိုကြီးကစာထဲမှာသူဘာတွေဖြစ်ခဲ့လဲဆိုတာအသေးစိတ်မရှင်းပြထားပေမဲ့ကျမတို့ကတော့အဆင်ပြေအောင်နေကြဖို့ပဲရေးထားပါတယ်အဲ့ဒီငွေတွေကတကယ်ကိုအချိန်ကိုက်ပါပဲအနည်းဆုံးတော့မိခင်ကြီးရဲ့ဆေးဖို့အတွက်အကြာကြီးထောက်ပံ့ပေးနိုင်တာပေါ့သူတို့ပြန်တော့မယ်ဆိုတော့ကျမအင်ရှိအထိလိုက်ပို့ပါတယ်ရှက်လင်ယွန်ကလမ်းလျှောက်နေရင်းကနေကျမကိုလှည့်ကြည့်ပြီးတခုခုပြောချင်နေတဲ့ပုံစံပါပဲလူကျင်ဟုန်ကကျမနားကပ်လာပြီးဒုတိယညီမလေးငါတငယ်ချင်းကစကားသိမ့်မပြောတတ်တဲ့ဘူးတီချောက်ကြီးမို့လို့စိတ်ထဲရှိတာကိုထုတ်မပြောနိုင်တာနားလည်ပေးလိုက်ပါလို့တိုးတိုးလေးလာပြောပါတယ်ကျမလည်းပြုံးပြီးသူတို့ကိုနှုတ်ဆက်လိုက်ပါတယ်အိမ်ထဲပြန်ဝင်ဖို့ပြင်နေတော့မှပဲရှက်လင်ယွန်ကကျမကိုလှမ်းခေါ်ပါတယ်ကျမအံ့ဩပြီးကြည့်လိုက်တော့သူ့မျက်နှာမှာမယိုးမသားဖြစ်နေတဲ့အရေးအယောင်လေးတွေ့ရတယ်ပြီးတော့သူ့ရင်ခွင်ထဲကနေကြွေပလင်းလေးတစ်လုံးထုတ်ပေးပြီးဒီဆေးကလက်တာတွေအတွက်အရန်ကောင်းတယ်လို့ပြောပါတယ်သူကတော့စကားကိုရွှေထွက်မတက်ချွေတာတော့မှာပဲတစုံတယောက်ရဲ့ဂရုစိုက်မှုကိုပထမဆုံးအကြိမ်ရဘူးလားဆိုတော့ကျမလည်းဘာပြန်ပြောရမှန်းမသိပဲကြောင်ရက်နေမိတယ်။ကံကောင်းတာကလူကျင်ဟုန်ကဂျားဝင်ပေးလို့အခြေအနေကတိတ်မအောင်တက်တက်မဖြစ်သွားပါဘူး။ကျမလည်းရှက်လင်ယွန်ကိုကျေးဇူးတင်စကားပြောလိုက်ပါတယ်။အဲဒီနောက်သူကကြောက်စိမ့်ဆွဲပြားလေးတစ်ခုထပ်ပေးပါတယ်။နောက်ပိုင်းမှာဒုက္ခတစ်ခုခုကြုံလာရင်ဒီပစ္စည်းကိုယူပြီးဝိုင်းထိုးအပေါင်ဆိုင်မှာအကူအညီတောင်းလို့ရတယ်လို့ပြောပြီးတာနဲ့သူတို့ထွက်သွားကြပါတော့တယ်။ကျမလည်းလက်ထဲကနှွေးထွေးနေတဲ့ကြောက်စိမ့်လေးကိုစုပ်ကင်ထားရင်ခဏလောက်ဘာလို့ရမှန်းမသိဖြစ်နေမိပါတယ်။လူကျင်ဟုန်ကပြန်လှည့်လာပြီးဒုတိယညီမလေးရှန်ဒီလိုကြီးစားကိုစိတ်ထဲမထားပါနဲ့သူကအပြင်ပန်းသာအေးဆက်တာစိတ်ရင်းကတော့နှွေးထွေးပါတယ်လို့ရဲပြီးပြောသွားခဲ့ပါတယ်သူတို့ထွက်သွားပြီးနောက်မှာတော့ကျမလည်းအရင်လိုပဲနေတိုင်းအလုပ်ရှုပ်နေတဲ့ဘဝတွေပြန်ရောက်သွားပါတယ်မုံမလင်းခင်အလုပ်သွားပြီးနေဝင်မှအိမ်ပြန်ရတာပေါ့ဒါပေမဲ့အရင်နဲ့မတူတာကတော့ကျမဈေးထွက်တိုင်းအမတော်ဒီကျဲကလိုက်လာတတ်တာပါပဲအဲ့ဒီနေ့ကပါရိုက်လိုက်တာကသူ့ကိုတကယ်ပဲနှိုးချသွားစေပုံရပါတယ်အခုဆိုရင်သူကစိတ်တက်ကြပြီးအားငယ်မနေတော့ပဲကျမကိုကူညီဖို့စူးစမ်းလာပါတယ်ဒါပေမဲ့သူကငငယ်ကလေးကဘာမှမလုပ်ပဲကြီးပြင်းလာသူဆိုတော့ကူညီတာထက်ဒုက္ခပေးတာကပိုများနေတယ်လို့ပါပဲခဏနေလက်ကိုအပူလောင်လိုက်ခဏနေဟင်းထဲစားတွေအလွန်ကြုံထည့်လိုက်နဲ့ဒါကြောင့်ဈေးဝယ်သူတွေကတော့မကြေမနက်ဖြစ်ကုန်ပါတယ်အမတော်ဘာတွေလုပ်နေတာလဲလို့ကျမမေးတော့သူကစားတွေကိုထပ်ထည့်ရင်းငါလဲတင်နေတာလေးလို့အားငယ်တဲ့မျက်နှာနဲ့ပြန်ပြောပါတယ်သူကလည်းစူးစမ်းနေတာဆိုတော့ကျမလည်းတိတ်မအော်ရဲပါဘူးတနေ့မှတော့ကျမဆိုင်ပိတ်ပြီးအိမ်ပြန်ရောက်တော့စပွဲပေါ်မှာခောက်ဆွဲတပန်းကန်တင်ထားတာတွေ့ရပါတယ်အမတော်ကဘေးမှာရက်နေပြီးငါကိုယ်တိုင်လုပ်ကြည့်ထားတာနေမြည်ကြည့်ပါဦးမလို့ရှက်ကိုရှက်ကန်းနဲ့ပြောပါတယ်ကျမလည်းခက်ရင်းနဲ့တလုံးမြည်ကြည့်လိုက်တော့မျက်လုံးလိုပြန်ထွေးထုတ်မတက်ဖြစ်သွားပေမဲ့သူ့ရဲ့မျောလင်းတကြီးကြည့်နေတဲ့မျက်လုံးလေးတွေကိုမြင်တော့မျိုးချလိုက်ပြီးမနေ့ကထက်စာရင်တိုးတက်လာတယ်လို့ပြောလိုက်ပါတယ်။အဲဒီတော့မှသူ့မျက်နှာလေးကဝင်းပသွားပါတော့တယ်။ပြီးတော့မှနင်ချီကျူတာကိုငါကလိုချင်နေတယ်ထင်နေလားလို့မျက်နှာတီးပြီးပြောကပကံကိုသိမ်းသွားပါတယ်။နောက်ဆုံးတော့သူ့ကိုတခြားလုပ်တစ်ခုရှာပေးရမယ်လို့ကျမဆုံးဖြတ်လိုက်တယ်။ကံကောင်းတာကသူကငငယ်ကလေးကစာရေးသားတော်သူဖြစ်တာကြောင့်စာအုပ်ဆိုင်မှာစာကူးတဲ့အလုပ်ရှာပေးလိုက်ပါတယ်။ဒီတစ်ခါတော့သူလည်းပင်ပန်းမလုပ်ရပဲငွေရှာနိုင်တာကြောင့်တကယ်ကိုကျေနပ်သွားပါတော့တယ်။မတော်ဒီကျဲတယောက်အလုပ်ကနေပထမဆုံးရလာတဲ့လောက်ခလာစာလေးကိုကင်ပြီးပြန်လာတဲ့နေ့ကဆိုရင်စိတ်လှုပ်ရှားလုံးလို့ပါးလေးတွေတောင်နေရဲနေတာပါ။သူမကအဲ့ဒီငွေတွေကိုကျမလက်ထဲအတင်းထည့်ပေးပြီးဒါနေယူထားလိုက်နေပဲငွေကိုစနစ်တကျစီမံတက်တာဆိုတော့နင်ကင်ထားမှငါစိတ်အေးရမှာလို့ရှက်ကိုရှက်ကန်းနဲ့ပြောရှာပါတယ်။သူမရဲ့ပုံစံလေးကိုကြည့်ပြီးကျမမရေပဲမနေနိုင်တော့ပါဘူး။နေ့ရက်တွေကတော့ဒီလိုနဲ့ပဲကုံဆုံးလာခဲ့ပြီးကျမတို့ညီမနှစ်ယောက်စုမိဆောင်မိတဲ့ငွေတွေလည်းတဖြည်းဖြည်းပိုများလာသလိုမိခင်ကြီးရဲ့မျက်နှာမှာလည်းအပြုံးတွေပြန်မြင်လာရပါတယ်။ဒါပေမဲ့မိထွေးကတော့အိမ်ရထဲမှာပဲလဲနေတော့မှပဲစိတ်ဒေါသတွေကြောင့်လူကလည်းတဖြည်းဖြည်းပိန်ချုံလာပြီးစီကုံကန်နီးမိစာလိုအသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်လာပါတယ်။
ကျမတို့နေတိုင်းဘလို့ပဲအားပေးဖြောင်းချပေမဲ့သူမကတော့ကိုယ်ဝမ်းနေမှုထဲမှာပဲကိုနေမွန်းနေခဲ့တာပါဒါပေမဲ့မထင်မှတ်ထားတဲ့ဖြစ်ပျက်တစ်ခုကမိထွေးကိုပြန်ပြီးအသက်ဝင်လာစေခဲ့ပါတယ်